တကယ်ကျွန်တော်ဒီမှာကြည့်ကျွန်တော်ဝိုင်းဝတ်ပေးတာဗျာကျွန်တော်အခုအမှတ်အများဆုံးပဲဒီမှာကြည့်အမှတ်အများဆုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာတင်တို့တကယ်ပြောတော့ကျွန်တော်ဒီ influencer ဒီစုကျွန်တော်တအားလို့ကျင်တယ်ဗျာကျွန်တော်စူးစမ်းခဲ့တာဗျာကျွန်တော်နိုင်ရီတွေအချိန်နေအသက်လည်းတော်တော်ကြီးခဲ့ပြီကျွန်တော်ကျမ်းမာရေးတွေထိခိုက်ခဲ့တယ်ဗျာကျွန်တော်ရဲ့တငယ်ချင်းတွေဒါဝိုင်းပြီး support ဝင်มาဒီစုရမှာဒါပတ်ကြည့်မိုဘိုင်းရဲ့ပထမဆုံးလုပ်တဲ့ influencer award ဆိုတဲ့ဒီစုပွဲကျွန်တော်တကယ်လို့ဖြစ်နေတော့ဝိုင်းဖို့ပေးကြတော့တယ်နော်အမှတ်ကလေဒီဘက်မှာနင်းနေတယ်တဲ့ဒီဘက်မှာကျွန်တော်အမှတ်ညားနေနော်ဒါပေမဲ့လေဒီဘက်ချက်မှာတစ်ခုရှိသေးတယ်အဲဒီထဲမှာကျွန်တော်အမှတ်တအားနေတယ်နော်8000ပဲရှိတယ်ဝိုင်းဖို့ပေးကြနော်တနေ့ကိုသူကလေ၄ကက်ပေးရဗျာ22ရက်နေ့ထိနှိပ်ပြီးလို့ရတယ်တနေ့ကို၄ကက်ပဲ၄ကက်ကိုလာပြီးပါတင်ကုန်တော့နေတိုင်းပြီးတော့ကျေးဇူးပါဗျာမပေးတတ်တဲ့တင်များကျွန်တော်ပြမယ်နော်ဒီမှာကျွန်တော်ဒီမှာဒီစတင်မျက်နှာဟုတ်ဒီစတင်မျက်နှာဒီဘက်တောင်လေးကိုနှိပ်ဒီမှာညာလေးကိုအဒူနေရာလေးပေါ်လာဒီမှာ influencer ဆိုတဲ့ဟာရှိတယ်လိုက်ရှာကြည့်အဲ့ဒါမှတော့ဖလားပုံနဲ့အဲ့ဒါဆိုဂိုးနှိပ်လိုက်ဂိုးနှိပ်တင်လို့ဒီမှာအမှတ်တွေကြည့်လို့ရတယ်ကျွန်တော်ရှာကြည့်ကျွန်တော်အမှတ်ဒီဘက်မှာများရတယ်လားဒီမှာ9000ကျော်ရှိတယ်ဒီဘက်မှာကျွန်တော်တားနေတယ်8000ပဲရှိတယ်ဒီမှာသူများတွေ2000ကျော်နေရတယ်နော်ကျွန်တော်ဒီထဲမှာလာဒီဘက်ချမ်းမှာပေါ့နော်ဒီပေါ်ခေါင်းစဉ်လေးနှစ်ခုရှိတယ်ဒီဘက်ချမ်းလေးမှာလာပေးပြီးတော့ဒီမှာ wall ဆိုတဲ့ဟာလေးကိုနှိပ်ပြီးသွားပြီဆိုရှိတဲ့ကတ်လေးပေးပြီးနော်ဒီမှာကတ်ဒီမှာလာယူလို့ရတယ်ဒီမှာကျွန်တော်တကယ်ရပြီလားတကယ်ရပြီအဲဒါဆိုကျွန်တော်ဒုတိယဟာကိုသွားဒီမှာ wall ဆိုတဲ့ဟာကိုနှိပ်ဒီမှာအမှတ်ကိုနှိပ်လိုက်နှစ်ကတ်ရတာโอเคနှိပ်လိုက်မှာ wall ပေးလိုက်အဲ့လိုမျိုးလေး wall ပေးနော်နောက်ပြီးတော့ကျွန်တော် wall ပေးပြီးသွားပြီဆိုတော့အဲ့ဒီ screenshot လေးကိုရိုက်ပြီးတော့တင်လို့ဒီကျွန်တော်မနေ့ကတင်တာလေးပို့အောင်ပါလေမှန်ပြီနော်အဲ့ဒီကနေမှကျွန်တော် key နေနဲ့ infinity phone တစ်လုံးကိုပေါ်တာလေးပြန်ဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျနောက်တော့ကျွန်တော်ရဲ့အပင်းနေတဲ့တငယ်ချင်းတွေကိုကျွန်တော် share တစ်ခုခေါ်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီစုကြီးကိုကျွန်တော်တကယ်ပိုင်ဆိုင်ကြလို့ကျွန်တော်တငယ်ချင်းလုပ်ပြီးလို့ကျွန်တော်ရသွားခဲ့မယ်ဆိုရင်တကယ်ကျွန်တော်ကြိုက်တာခိုင်းတခုကျွန်တော်လုပ်ပေးမယ် comment အများဆုံးဟာကိုကျွန်တော်လုပ်ပေးမယ်ဖင်တောင်းမချနဲ့ကျွန်တော်အကုန်လုပ်ပေးမယ်ဟုတ်ပြီနော်ကြိုက်တာခိုင်းလုပ်ပေးမယ်အားလုံးပဲဗျာကျေးဇူးများကြီးတင်ပါ22ရက်နေ့ထိဝတ်ပြီးလို့ရနေတိုင်းဝင်ပြီးတော့အမှတ်လေးတွေကြည့်တော့ဝတ်ပေးကြပါနော်ကျေးဇူးပါခင်ဗျာ